တပင်ရွှေရီယာအင်းဝဟန်တော်တွေ240စစ်ပွဲလွန်ကာလမှာအင်းအားတောင်တွင်းလာသောကေတုမူရီတောင်ထီနန်းကိုမင်းညိုထံမှစက္ကန့်ရရှိခဲ့သူဖြစ်တယ်။မွေဖားပြီးကာစားမှာဥကောင်းပေါ်၌ရွှေအောင်စပင်ရွှေတပင်ထီတဲ့ပါလာသောကြောင့်ခမဲတော်မင်းကြီးညိုကတပင်ရွှေထီဥမဲ့ခွက်ခြင်းဖြစ်တယ်။ရှာတွင်လည်းအနက်ရောင်ဆက်လက္ခဏာတရက်ပါရှိပြီးရိုးရဲရသွင်တရှို့ကရှာနတ်မင်းဦးမှတ်တမ်းထားကြလေတယ်။တပင်ရွှေရီဟာအသက်14နှစ်အရွယ်တွင်ထီနန်းကိုရရှိခဲ့လေတယ်။ထီနန်းတက်ပြီးနောက်3နှစ်ခန့်အကြာမှာနာရွေမင်္ဂလာကိုရွှေမော်တော်တည်တီတို့စွတ်စွန်ဆာသွားကပြုလုပ်ခဲ့လေတယ်။ထိုစဉ်ကရှင်မရိုတီတီရှိရာဟန်တာဝရီကသူကဲ့သို့ဘီယငယ်လေးအတွက်အလွန်စွာအန်တရာယ်များသောနေရာဖြစ်ပြီးထိုသို့ဆွန်သားမှုကအရှာတိပြိုင်နှမ်းပြိုင်ပရိသတ်များအကြားရေရုပ်တဲ့ဖြစ်သွားစေခဲ့တယ်။နောက်ပိုင်းမှာလူငယ်ဘီရင်လေးနဲ့သူ၏ရောက်ဖတော်ဘေးနောင်ကျုပ်ထင်အနော်ရထားတို့ဟာနေပြန်လွင်မြင်နဲ့အေယာဝရီမြဝန်းဒေတာလွားကိုစိုးမိုးနိုင်ရန်ကြိုးပမ်းခဲ့ကြတယ်။ဟန်တာဝရီကိုပြည့်ရဲ့သုံးကအောင်မြင်ခဲ့ပြီးမုဒ္ဓမကိုမူတန်လီမြညာမှာမိဖောက်ညီမျှရှာကခင်းပင်မဲ့စွာကြိုးစားထိုးပေါပြီးသိမ့်မဲ့ခဲ့ကြတယ်။တပင်ရှိလက်ထက်တွင်ပေါ်တူဂီလူမျိုးသနတ်သမားအမြောက်များကိုစတင်ခန့်အပ်အသုံးပြုခဲ့လေတယ်။ဒါကြောင့်လည်းအထက်မြန်မာပြည်တလွှားဖြစ်သောပြည်အင်းဝါ14ဗကန်ဒေသများကိုအရှိန်တိုအတွင်းနှောင်းမိုးနိုင်ခဲ့ခြင်းဖြစ်တယ်။ရှမ်းစော်ဘွားများပြည်ပနာရပတိဟန်နာဝရီသူရှင်နဂါရိုဘီတို့ပေါင်းစည်းထားသော3ပြည်တော်တက်ကြီးကိုအင်းပြော့ကျွန်းတိုက်ပွဲတွင်အောင်နိုင်ခဲ့ပြီးအခါတွင်မူတပင်ရွှေရီကအထက်မြန်မာပြည်နှင့်အောက်မြန်မာပြည်၏တပါးတည်းသောမင်းဧကရေအဖြစ်ဘဲသိက်ကိုခံယူခဲ့လေတယ်။AD 1545တွင်ဟန်တာဝရီ၌နန်းသစ်ကြီးတိဆောက်ကဘဲသိက်ခံယူရာ၌ဗမာမင်းခမ်းမင်းသားအကုံမုံမင်းခမ်းမင်းသားအကုံတို့ကိုလက်ဝဲလက်ရနံပါတ်စလုံးခင်းကျင်းစေခဲ့တယ်။မုံလုံးစံနှင့်အညီဇန်တော်ဖြတ်ပြီးမုံမျိုးသမီးတို့ကိုမိဖုရားအဖြစ်ရွှေလက်ဆွဲကနန်းတက်တယ်။ထို့နောက်အကောက်တစ်ဆောင်ပါသောတမိန်တုံကိုအမိရှိမုံမနိုင်တို့ကိုဥကောင်းထက်သို့စင်ရင်လိုက်သည့်တွင်အလုံးသောမုံမမအမတ်ပေါင်းတို့ဟာအုံအုံကြက်ကြက်ဖြင့်ဩဘာပေးခဲ့ကြလေတော့တယ်။ဘဲသိက်ခံပြီးနောက်တစ်နှစ်မှာရခိုင်အရှိမင်းနှင့်ဦးဤတော်တန်တွဲမင်းသားမသိမပြတ်ဖြစ်ကြသဖြင့်တပင်ရွှေရီဟာတပ်ပေါင်းစုံဖြင့်ရခိုင်ပြည်သူရှိတက်ကြရတယ်။ရခိုင်ပြည်သူရောက်ရှိရာတွင်ထိမွေနာမကိစ္စအတွက်စကားပြပြဆွေးနွေးကဟန်တာဘူးပြန်ခဲ့လေတယ်။တပင်ရွှေရီရခိုင်သို့ရောက်နေသည်ကိုအခွင့်ကောင်းယူကယူရီးယားတို့ကမြန်မာပိုင်းထဝယ်နှင့်မြိတ်တို့ကိုထိပါသဖြင့်မုဒ္ဓမဇာတို့ကိုလိုက်လံတိုက်ခိုက်စေရယူရီးယားတို့အကြဆုံးများစွာဖြင့်ပြန်လည်ဆုတ်ပြီးကြရတယ်။ရန်ညုံရန်စာမထားလို့သောတပင်ရွှေရီဟာနောက်တစ်နှစ်တွင်ယူရီးယားမြို့တော်အယုဒ္ဓယသို့ဖျားသုံးစုလမ်းကြောင်းမှာရှိတက်ဝင်ရောက်ခဲ့တယ်။ခံကရုတ်များကိုရှင်မုံပြီးနောက်ကရှနာဘူရီတွင်တက်ဆွဲလေတဲ့ကရှနာဘူရီတွင်အယုဒ္ဓယနေပြီးတော့တနေ့ရင်ဆိုင်မိရာစစ်သုံးဘက်ညက်ဖြူဟာဖြင့်ယူရီးယားတို့ကိုတိုက်ခိုက်ခဲ့တယ်။ထိုတိုက်ပွဲတွင်ယူရီးယားမိဖုရားနှင့်သမီးတော်တို့စင်ပေါ်တွင်ကြဆုံကဘရင်ညီတော်နှင့်တမတ်တော်တို့ကိုအရှင်ဖမ်းမိလေတယ်။ယူရီးယားဘရင်ဟာမြို့သူပြန်ပြေးကအလုံးပိတ်၍ခန္ဓာကိုစတော့တယ်။အလုံးပိတ်ထားသောအယုဒ္ဓယမြို့ကိုတလောက်ခန့်လုကြံတော်လဲထင်တိုင်းပွားရောက်ခဲ့ပြီးထို့ကြောင့်အရန်မျိုးများကိုလုကြံတော်မူစေတဲ့တွင်ယူရီးယားဘရင်ကစိတ်ကန်းခွန်များစင်ပေါက်များကိုစစ်စသမီဟုပြောကစစ်ပင်ငင်ရကန့်လန့်လာတယ်။တပင်ရွှေရီလည်းယူရီးယားဘရင်ကန့်လန့်မှုကိုလက်ခံကအတုံးလက်နေပြင်ဖမ်းမိထားသောယူရီးယားဘရင်ညီတော်နှင့်တမတ်တော်တို့ကိုပါလက်ဆောင်များဖြင့်ပြန်လှုပ်ပေးခဲ့တယ်။အယုဒ္ဓယမြို့တော်ကိုများလိုက်တော့လဲစိတ်ကျဉ်နောက်ဖွဲ့အနေထားတရက်သို့ရရှိခဲ့သည်ဟုဆိုရပေမယ့်တပင်ရွှေရီကအယုဒ္ဓယမှပြန်ရောက်သည့်အခါပေါ်တူဂီလူမျိုးတအုပ်နှင့်ပေါင်းဖက်မိပြီးတေရီတောက်စားမှုရကအောက်ချုပ်ရည်နှင့်လင်းခဲ့လေတယ်။ထိုအခါဘေးနောင်ကတိုင်းရေးပြည်များကိုဝင်ရောက်စီမံပေးရတော့လေတယ်။တပင်ရွှေရီဆက်တော်ခေါ်ပြီးမှမိမိနန်းဆောင်သူပြန်ကတပင်ရွှေတီမနိုးခဲ့အနားသို့ပြန်ခါစားပေးခဲ့သည်ဟုဆိုတယ်။ဘေးနောင်ဟာတမိန်ထောပုံကမူကြောင့်ဒလဘတ်သို့စစ်ချီရသည့်အခါတပင်ရွှေတီကိုစောင့်ရှောက်ရန်တမိန်စိုးတို့လက်ဝဲတော်မူတို့အားတောင်းပေးခဲ့တယ်။ဘေးနောင်အဝေးရောက်သွားတဲ့အခါမှာတမိန်စိုးတို့ဟာတပင်ရွှေတီကိုလှုပ်ကြံတော်တွင်းသို့ဖျက်အောင်ခေါ်ဆောင်သွားခဲ့လေတယ်။ထို့နောက်ရပတ်တပင်ရွှေတီအိပ်ပျော်နေစဉ်လက်ဝဲတော်မူကိုလှုပ်ကြံစေတယ်။ခေါင်းကိုဓာပြန်ခုတ်ပြရာခေါင်းမြက်ကြီးဟာတလွန်ဘေးသို့လွတ်ဆင်ကြပြီးဟန်နာဝတီဘတ်သို့လှည့်ကနောက်တစ်မိနစ်မွန်းတဲ့ချိန်ထိမျက်တောင်ခတ်နေသေးတယ်ဟုဆိုကြတယ်။တပင်ရွှေလုတ်ကြံခံရပြီးနောက်တွင်သူနှင့်ဘေးနံတို့စုသီးထားသောနိုင်ငံတော်အားလုံးသည်အသီးသီးခြားနာကြကဝါစီးပြည်တဲ့ကဲသို့တကွဲတပြားဖြစ်သွားလေတော့တယ်။